Adhita Rana Virami Tiga Rana Diyami Kamedu Mesa Sara Virami Tiga Rana Diyami Mutawara Virami Tiga Rana Diyami Turami Rayami Sapamada Kala Virami Tiga Rana Diyami Idami Punya Atawasaya Wahadu Idami Punya Nepalaka Pisayo Kodu Apamadina Bila Samadika Kadigini Nenenga Chomboge Lanswani Lujin Lumanya Bijale Luzo Dowawa Mitazuroga Nebilo Napeto Mibanya Bijale Utami Kuyondu Gimbo Toki Shui Toshui Milo Yuzubi Dukala Mutabi Dukala Digine 1986ဗုဒ္ဓဘာသာဝင်ရဲ့နှစ်သူနှစ်မြတ်ဖြစ်တဲ့နှောင်းတကူလာစုံနေရနေဟုတ်တယ်နော်နေရနေနော်ဟုတ်တယ်နော်နှောင်းတကူလာစုံနေရကြာနေမှာကုသိုလ်ကောင်းမှုတွေကိုပြုလုပ်နေကြပြီတရားရင်ကာလမှာပေါ့အဲ့တော့ဒီညမှာတရားဆိုတဲ့ ဝါရစကားကိုလင်းငယ်လေးရှင်းပြပေးမယ်။ဘုံဘုံတော်တရားဆိုတာကသင်္ကန်းတဆိုတဲ့ပါဠိဘာသာတက္ကထဘာသာစကားတစ်ခါနဲ့စဉ်းသက်လာတာဖြစ်ပါတယ်။ကူးပြောင်းရှင်လို့အဓိပ္ပာယ်ရပါတယ်။ဘယ်လိုအဓိပ္ပာယ်ရတာလဲ။ကူးပြောင်းရှင်လို့နော်။ဘုံနဲ့မြန်မာလူမျိုးတွေရဲ့အစဉ်လာရနော်။ဒီနေ့မှာ12လရှိတဲ့တဲက တကူလာကနေပြီးတော့ပေါင်းလာပြီးတော့ဒီနေ့မှ12လ